ဆရာတို့ရဲ့ပတ်ဝန်းကျင်မှာဆရာတို့ရဲ့အဖိုးအဖွားတွေကကိုကစီးပူစီးအောင်တယ်လို့ပြောလိုက်ရင်တမ်းမြာကြီးများများတောက်ရတယ်တမ်းမြာကြီးပြောင်းရင်စီးပူတာတတ်တာတယ်စီးအောင်တာတတ်တာတယ်ဆိုပြီးတော့ဆိုရိုးစကားလေးရှိမှာပေါ့အဲ့တော့တမ်းမြာကြီးကလူရာထက်ပိုပြီးတောက်ရင်စီးပူစီးအောင်တာကိုပိုဆိုးစေရဆိုတာမိတ်ဆွေသိပါသလားစီးပူစီးအောင်တဲ့အခါမှာတမ်းမြာကြီးတောက်ရင်တတ်တာတော့မယ်လို့ထင်နေအောင်မလားလိုအပ်တာထက်ပိုပြီးတမ်းမြာကြီးတောက်ရင်တချို့လူတွေမှာပိုပြီးတော့ဝေဒနာဆိုးသွားနိုင်ပါလေတမ်းမြာကြီးကခန္ဓာကိုယ်ထဲမှာအယ်ကာလိုင်းဖြစ်စေတယ်ဆိုပေမဲ့စီးလန်းကြောင်းနေရတွေကအရန်နှုတ်ပြီးတော့ inflammation ဆိုတဲ့ရောင်ရမ်းနေတဲ့အခြေအနေမျိုးမှာတမ်းမြာကြီးရဲ့ acid တက်ကစီးအိမ်နေရကိုပို့ပြီးတော့လှုပ်ဆော်မှု irritate ကိုဖြစ်စေတယ်။ဒါကြောင့်မို့လို့အထူးသဖြင့်စီးအိမ်ရောင်တတ်တဲ့သူတွေကတမ်းမြာကြီးတောက်လိုက်တဲ့အခါမှာစီးတွားရင်ပို့ပြီးပူတာမျိုးပို့ပြီးအောင့်တာမျိုးခံစားရပါတယ်။စီးလန်းကြောင်းကျန်းမာရေးအတွက်ဒီ၃ချက်ကိုတော့မဖြစ်မနေရှောင်ရမယ်။နေပူတွေကပြန်လာပြီးခုံပူပူတွေမှာလုံးဝတမ်းမထိုင်နဲ့ဆိုင်ငယ်ကုန်ဒါမှမဟုတ်ရင်နေပူတွေကခုံပူတွေမှာတန်းထိုင်တာကကိုယ်ရေးအပူချိန်ကိုစီလန်းကြောင်းဘက်ကိုဓာတ်ရိုက်ကူးဆက်စေပြီးစီးပူခြင်းကိုပိုပြီးဖြစ်စေတယ်။ငရုတ်သီးအပူဆက်တွေကစီလန်းကြောင်းကိုပိုပြီးတော့ပူဆက်ပူလောင်ဖြစ်စေတယ်။စီးအောင်တာကတော့အဆိုးဆုံးပါပဲ။စီးအောင်ထားခြင်းကဘက်တီးရီးယားတွေပေါက်ဖွားဖို့အခွင့်အရေးပေးလိုက်တာပါ။တမ်းမြာရေးအစားဆရာတို့တွေကအုံးစိန်ရည်တောက်တာတခွားသီးဖြိုရည်တောက်တာကြောက်ဖြုံသီးဖြိုရည်တောက်တာတွေကပိုပြီးတော့ပေးကင်ပါလေ။တကယ်တော့ရောင်ရမ်းမှုကိုဓာတ်ရိုက်ကျစေတဲ့စေပလက်မနီအောကစတဲ့သဘာဝအပင်တွေဟာစီလန်းကြောင်းရောင်ရမ်းမှုကိုရော့ကျနိုင်ပါတယ်။စီးပူစီအောင်တာနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးသက်သာစေမဲ့သဘာဝအပင်လေးတွေအကြောင်းသိချင်ရင်ဆရာရဲ့ CB ကိုလာရောက်စုံစမ်းနိုင်ပါတယ်။